အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့သွားရလာတာစားတာတောက်တာတဲ့ဆိုရီတငယ်ချင်းမွေးနေ့ကိုဆိုရီက surprise တိုက်မှာပဲဖြစ်ပါတယ်ဒါကတော့သူ့အတွက်ပန်းစီကိုဆိုရီကိုယ်တိုင်လုပ်နေရပါတော့အိမ်မှာပဲလုပ်တာဆိုတော့ဒီရှုပ်ပွားနေရပါတော့အဲ့ပန်းစီကိုလုပ်တဲ့အပြင်မှာဆိုရီကဒီမှုရပေါ်မှာပန်းလေးနဲ့နာမည်ဖော်မှာဖြစ်တဲ့အတွက်အိမ်မှာကလေးကပန်းလေးတစ်ခါလေးခြွေသွားတာပေါ့နော်ဟိုတယ်ကတော့ဆိုရီတဲနေကြတိုင်းမှာ hotel boundary မှာပဲတည့်ဖြစ်ပါတယ်ဒါကတော့သူ့ရဲ့နာမည်လေးတွေနဲ့အလားဆင်ပြတာလေးပါစူးစမ်းပန်းစားနဲ့သူကလည်းလမ်းမှာရောက်နေပြီဆိုတော့အသေးအတန်အမြန်လုပ်နေရတာပေါ့နော်ပြီးသွားပါပြီကဲဆိုတငယ်ချင်းကလူလူဆိုတော့သူ့နာမည်လူလူနဲ့အသေးအတန်လုပ်နေရပါတယ်ဒါကတော့သူ့ကိတ်မုတ်လေးကိုသူ့အတွက်ကိတ်မုတ်လေးလုပ်ပေးထားတာပေါ့နော်ကိတ်မုတ်လေးရဲ့ပန်းစီလေးနဲ့လာပြီဆိုတော့ကျမမီးပိတ်ပြီးတော့စောင့်နေပါပြီအောက်ရောက်နေပြီဆိုတော့အမွှေးတိုင်းထုံးပြီးတော့စောင့်လိုက်မယ်โอเคပြာနဲ့အမွှေးတိုင်းနဲ့ဖျောင်းနိုင်နဲ့လွဲကုန်ပြီဖွင့်ပြီးဝင်လာခဲ့လိုက် Happy birthday to you မီးဝင်လိုက်ဟိုမှာ Happy birthday ပါ surprise လုပ်ပြီးတော့နှစ်ယောက်သားကိတ်မုတ်ထိုင်စားပြီးတော့သူများအတင်းကိုအတင်းတလောကလုံးရဲ့အတင်းထိုင်တုပ်ပါတယ်ပြီးတော့ဆူရှီသွားစားပါမယ်ဒီဘာကြောင့် price ကတော်တော်သက်သာပါမနေ့ကဆိုရင်၄ရောက်လောက်ဒါလို့စားလာတော့က3သိန်း1000ပဲကြာဆူရှီထိုင်းကြတော့အဲ့ကောင်ကကြတော့သူကလက်တာအရန်လက်ဆက်တယ်ပြုတ်ကြပါဘူးလက်တာအရန်လက်ဆက်တယ်ကွာလက်ဆက်ပြင်မဲ့သူကဈေးများတယ်ဈေးများတယ်ဒါပေမဲ့သူ့ရဲ့ size ဆိုကကြတော့ကျန်တဲ့နေရာရဲ့ size ဆိုနဲ့မထူဘူးတော်ကောင်းတယ်လည်းမပါကဲကျမတငယ်ချင်းရဲ့ site နဲ့ site review အပြီးမှာတော့ဆူရှီဘားကိုရောက်သွားခဲ့ပါပြီဒါတော့ဆိုရိုမှာထားတာလေးလည်းရောက်ပါပြီအဲ့တော့စားလိုက်ပါအောင်မယ်ရှင်အဆုံးထိကြည့်ပြီးတော့တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုနောက်ဗီဒီယိုမှာတွေ့ကြမယ်နော်တတ